တမိုင်းဇာတ်လမ်းကိုမင်းသားပြောင်းပြီးအသစ်ပြန်ရိုက်ခဲ့တဲ့အာဆနယ်အားလုံးပဲမင်္ဂလာပါများ Riot 7 Online Agency ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီလိုဖြစ်ပြန်ဒီလိုဇက်ကွက်မျိုးကိုကျွန်တော်တို့အားလုံးမြင်ဘူးခဲ့ကြပြီးတဲ့ပုံပါပဲချန်ပီယံပလာကြီးကိုကြောခိုင်းရှောင်းနေရင်ဒုတိယဆုယူနေတဲ့အာဆနယ်ဆိုတာလူတိုင်းနဲ့ရင်းနှီးပြီးသားပုံရိပ်ဖြစ်ပါတယ်2006မှာတော့အာဆင်ဝင်းကရဲ့ကဏ္ဍလုံငယ်တွေကတမိုင်းမှာပထမဆုံးအချိန်ချန်ပီယံလိဂ်ဖိုင်နယ်ကိုရောက်ရှိခဲ့ပါတယ်အာဆနယ်ကဒီပွဲမှာအစောပိုင်းသွင်းကိုနဲ့ဦးဆောင်ထားနိုင်ခဲ့ပေမဲ့85မိနစ်ကြာမှခြေပါကိုစပေးလိုက်ရပြီးနောက်ဆုံးရှုံးနေခဲ့ရပါတယ်ဒီနောက်ပိုင်းအာဆနယ်ဥရောပမှာအိမ်ဖြစ်အသင်းအဖြစ်ကစားခွင့်ရတာကြောင့်ဥရောပအိမ်မက်ဆိုတာတခါတလေပဲမက်ကွင်းရှိတဲ့အိမ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ချန်ပီယံလိဂ်ဖိုင်နယ်ဆိုတာကလည်းတစ်ချိန်တစ်ခါမှကိုပြန်မနီးဆက်တော့တဲ့အိမ်မက်ဖြစ်ခဲ့ပြီးအာဆနယ်အတွက်စေကူးနဲ့ယူခဲ့ရတဲ့နေ့တွေကိုဖျက်ကျော်ခဲ့ရပါတယ်။ဒီလိုနဲ့2026ခုနှစ်မှာအာဆနယ်ကအမြင့်ဆုံးကိုရောက်ရှိခဲ့ပါတယ်။အာဆနယ်ကခက်ခဲလွန်းတဲ့ပရီးမီးယားလိဂ်ဖလားကြီးကိုထိုင်းနိုင်ငံကင်မြောက်နိုင်ခဲ့ပါတယ်။အာဆနယ်ကချန်ပီယံလိဂ်မှာလည်းဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့ပြီးနှစ်ပေါင်း20ကြာမှပထမဆုံးအကြိမ်ဖြင့်ဖိုင်နယ်အိမ်မက်ကိုနောက်တစ်ကြိမ်ပြန်မက်ခွင့်ရှိခဲ့ပါတယ်။တန်ရာတပတ်လည်ပုံတွေကကြောက်ဖို့ကောင်းပါတယ်။ပွဲဆလာချင်း6မိနစ်မှာရင်ကာယာဘတ်ကအဖွင့်ကိုသွင်းယူပေးသွားတော့အရာရာကအာစနယ်အတွက်အိမ်မက်ဆန်နေခဲ့ပါတယ်။ကန်ကလည်းသူ့ရဲ့ချန်ပီယံလိဂ်ဖိုင်နယ်လက်ကီးကိုနောက်တစ်ချိန်ရှာဖွေပေးနေရင်သူဟာကင်းကန်ဖြစ်ကြောင်းလှပတဲ့တောင်ချင်းကန်ချက်ကနေတက်တည်ပြခဲ့ပါတယ်။အာဒီတာဟာခန်းစစ်ကိုအသားပေးတဲ့နေပြဖြစ်ပါတယ်။အာဒီတာရဲ့အသင်းဟာလီမီတိုခန်းစစ်လို့ကြော်ကြားတဲ့အသင်းဖြစ်ပြီးဥရောပရဲ့အကောင်းဆုံးခန်းစစ်ကိုပိုင်ဆိုင်ထားပါတယ်။ PSG ကလည်းအကောင်းဆုံးတိုက်စစ်ကိုပိုင်ဆိုင်ထားတဲ့အတွက်နှစ်သင်းရဲ့အားပြိုင်မှုကစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။အာစနယ်ကသူရဲ့ဘောလုံးပိုင်ဆိုင်မှုကိုစတေးပြီး PSG ကိုဘောလုံးပေးကင်ခဲ့တာကြောင့်ဘောလုံးပိုင်ဆိုင်မှု23%ပဲရှိခဲ့ရင်ရုပ်ပြက်ဆင်ပြက်ကစားခဲ့ရပါတယ်။ဒါပေမဲ့လည်းအာစနယ်ခံစင်းတဲ့ထက်ကစားရင်ကို PSG တော့တုံးမပေါက်ခဲ့ပါဘူး။ပရိုင်းမှာဂိမ်းပလန်အလုပ်ဖြစ်သွားခဲ့ပြီးအာစနယ်တို့1-0နဲ့နိုင်ရရှိနေခဲ့ပါတယ်။ဒုတိယပိုင်းမှာအာစနယ်တို့ပဲပြန်ဆက်ဆချင်းရင်းရိုင်နေခဲ့ပါတယ်။ခွေရှန်မော်စကွဲအားရဲ့ပြာရခက်မှုတစ်ချက်ကအာစနယ်ကိုကန်ချမာငင်းစေခဲ့ပြီးဂိုးဘောက်တေးဖို့အခွင့်အရေးမရတဲ့ PSG ကိုပယ်နယ်တီပေးလိုက်ရပါတယ်။ကန်နာကဘောလုံးဒီအော်တမ်မီလီဆိုတော့အာဆင်နယ်တို့မျှော်လင့်ချက်မဲ့ပြီးခြေပြာကိုပြန်ပေးလိုက်ရပါတယ်။ဒီတော့မိနစ်တွေကုန်လာလေအရင်လိုပြန်ဖြစ်ပြီလားဆိုတဲ့ကြောက်စိတ်ကပိုများလာလေဖြစ်နေပါတယ်။ PSG ရဲ့ဆိုင်အာဆင်နယ်ကအရန်ခုံပိုတာနေပေမဲ့ PSG ကြောက်လာတာကိုမြင်နေတာတော့ထမတိုက်ရဲကြတဲ့အာဆင်နယ်အတွက်ရဲရင်မင်းဖြစ်နိုင်တာကိုကြောက်နေတော့လွဲခဲ့ရတယ်လို့ပဲဆိုရတော့မှာပါ။အာဒီတာကလိုအစ်စင်တွေဆင်လာတဲ့ပယ်နယ်တီအကွက်တဲကိုပျော်ကြီးလိုက်ခုံဆင်းသွားရင်ပွဲချိန်တွင်ဝိုင်းဝိုင်းနဲ့တေချာနေခဲ့ပါတယ်။အချိန်ပေါ်ကိုကြော်ပြီးပယ်နယ်တီတကယ်ကန်ချမယ်ဆိုတော့အာဆင်နယ်ကအဖက်ဖက်ကတာလွန်နေပါတယ်။ဒီဘရာကလည်းရှိဥရောပရဲ့အကောင်းဆုံးကစားဖြစ်ပြီးချန်ပီယံလိဂ်ရောပရီးမီးယားလိဂ်မှာပါရှင်လဲဆုရရှိထားသူပါ။ရာယာကလည်းသူ့တာဝန်သူကျေပြီးနိုနိုမန်တက်ဆင်ပယ်နယ်တီကိုရအောင်ကာကွယ်ပေးသွားခဲ့ပါတယ်။အာစနယ်ကိုပြန်ဒုက္ခပေးခဲ့တာကသူတို့ကိုယ်တိုင်ပါပဲ။ PSG ကိုသမားကဖုန်းတကိုးရှင်တယောက်ဆိုတာသိနေတာတော့ဂိုးတယောက်မကန်နိုင်ခဲ့တဲ့ Ebrachi IC ရဲ့ပေါ်ပြမှုကစိတ်ပြက်စရာပါ။ငါးလုံးမြောက်ကိုတွေးကြုံနေပြီးစိတ်လှုပ်ရှားလွန်းတဲ့ကာရီရဲ့ကိုဘာကြောင့်ကန်ခိုင်းလဲဆိုတာမသိတဲ့အာတီတာရဲ့ဆုံးဖြတ်ချက်ကလည်းစိတ်ပြက်စရာဖြစ်ပြီးလွဲချော်သွားခဲ့ပါတယ်။အာဆနယ်ကပယ်နယ်တီထိတက်ပြီးပယ်နယ်တီကိုပြင်ဆင်လာပုံမရပဲရှုံးနေသွားခဲ့ပါတယ်။နှစ်ပေါင်း20ကြာသွားပေမဲ့အာဆနယ်ကတော့တပုံစံနဲ့ဖြစ်ရတဲ့နဲ့ချန်ပီယံလိဂ်ကိုလွဲချော်ခဲ့ရပြပါတယ်။ဒီလိုနေရာကိုနောက်တစ်ချိန်ပြန်ရောက်လာဖို့နောက်ထပ်ဗဒန်နဲ့စောင့်ရအောင်မလဲဆိုတာဘယ်သူမှမသိနိုင်ပါဘူး။အာဆနယ်အတွက်ချန်ပီယံလိဂ်နဲ့ကံမပါဘူးလို့ပဲဒီတိုင်းတွေးလိုက်တာကအများကြီးပို့ပြီးစိတ်သက်သာရရစီမှာသိကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။